လူတယောက်ရဲ့ဘဝဟာအမောင်ထူထဲမှာလမ်းပြောင်းနေတဲ့အခါတနက်တလက်ရဲ့အေးဆက်ဆက်အထီးတွေ့ရာနောက်ဆုံးထွက်ပေါက်ဖြစ်နိုင်ပါသလား I'll blow your fucking head. Get on with your life, would you? What life? I got no life. I'm in the dark here. You ဒီနေ့ understand? ကျွန်တော်တို့ပြောပြမယ့်ဇာတ်လမ်းကတော့အမြင်အာရုံကိုဆုံးရှုံးထားပြီးမယ်မိန်းကလေးတွေရဲ့ရင်ဝင်းနှန်းကိုခန်းစားရုံနဲ့သူတို့ရဲ့ဘဝနောက်ခံကိုပါပျော်နိုင်စွမ်းရှိတဲ့ထူးခြားတဲ့အငိမ့်စားစစ်ဗိုလ်ချုပ်ကြီးတယောက်အကြောင်းပဲဖြစ်ပါတယ်သူဟာတေမဲနဲ့စစ်တူရင်ကစားကိုပြင်ဆင်နေချိန်မှာသူဘဝတွေကိုမထက်မှတ်ပဲလူငယ်လေးတယောက်ရောက်ရှိလာပါတယ်ဇလန်ကိုစတင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဟာအမေရိကရဲ့အထက်တန်းလွှာတွေစုဝေးရာ Baird School ဆိုတဲ့အထက်တန်းကျောင်းကြီးကိုရောက်သွားပါတယ်။ဒီကျောင်းဟာဂုံကျွတ်နဲ့အရှင်းဝါကိုအခြေခံထားတဲ့နေရာတစ်ခုပါဗျာ။အဲ့ဒီထဲမှာ Charlie Sims ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်။သူဟာတခြားတထေးသားတွေကြားမှာပညာစုလေးတစ်ခုကိုမြဲမြံအောင်စုပ်ခွင့်ထားရတဲ့စင်ငယ်တဲ့ကျောင်းသားလေးပါ။သူရဲ့အဝတ်အစားကအစားသူ့ရဲ့အပြောအဆိုအဆုံးအားလုံးဟာဒီကျောင်းနဲ့စိမ့်နေတယ်လို့ပါပဲ။ Okay ကျေးဇူးတော်နေ့အားလည်းရနှီးကပ်လာတဲ့အခါမှာကျောင်းသားအားလုံးကသူတို့ရဲ့စိန်ခံကားတွေနဲ့အိမ်ပြန်ဖို့ပြင်ဆင်နေကြပါတယ်။ဒါပေမဲ့ချာလီအတော့ကတော့အိမ်ပြန်ဖို့ကားတော့မရှိပါဘူး။သူဟာ Oregon ကနေလိုက်တန်နေရတာဖြစ်လို့ဒီအားလည်းရမှာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်သူဟာကျောင်းကကြော်ညာတင်းဦးမှာကတ်ထားတဲ့အချိန်ပိုင်းအလုပ်တစ်ခုကိုရှောက်ထားခဲ့ပါတယ်။အဲဒီအလုပ်ကတော့အငြင်းအာရုံမရှိတဲ့လူကြီးတယောက်ကိုအားလည်းရအတွင်ဖြူဆူဆောင်ရှောက်ပေးဖို့ပါပဲချာလီဟာအလုပ်အင်တာဗျူးဖို့တဲ့ Frank Slade နေထိုင်တဲ့အိမ်လေးကိုရောက်သွားခဲ့ပါတယ်။အိမ်သေးကိုဝင်ချင်းမှာပဲလေလံထိုင်းမိုင်းနေတဲ့လေထူးနဲ့အတူအရက်နှံတွေကိုခန်းစားလိုက်ရပါတယ်။ Frank Slade ဟာအမောင်ခန်းထဲမှာထိုင်နေရင်ချာလီကိုနှုတ်ဆက်တာကတော့အလွန်ရိုင်းဆိုင်တဲ့စကားလုံးတွေနဲ့ပါ။သူကချာလီကိုအနီးကလာဆန်းမင်းစီကနေရေမွေးနဲ့မရဘူး။မင်းကလူကောင်သားကြီးတာခလီးပဲရှိသေးတာပဲလို့နှင်ချပြီးပြောဆိုလိုက်ပါတယ်။ Frank Slade ဟာအငင်းစားဒူးဘိုချုပ်ကြီးတယောက်ထိခဲ့တာကြောင့်သူ့ရဲ့စကားလုံးတိုင်းမှာအမိန်ပေးတန်တွေနဲ့ခါးတီးမှုတွေပြင်းနိုင်နေပါတယ်။သူဟာစစ်ပွဲတွေမှာပါဝင်ခဲ့ဘူးသူပြီးစီကန်းတွေကိုအလွန်ယူထွက်တာပါ။ဒါပေမဲ့အခုတော့သူဟာမျက်စိမမြင်ရတဲ့အတွက်သူ့ကိုယ်သူအသုံးမချဘူးလို့ခန်းစားနေရပါတယ်။အဲ့ဒီခန်းစားချက်ကိုသူကဒေါသတွေအခေပြောင်းလဲပြီးဘေးပတ်ဝန်းကျင်ကလူတွေကိုတိုက်ခိုက်နေတာပေါ့။ဒါနဲ့ချာလီဟာဒီအလုပ်ကိုလုပ်ဖို့တွန့်ဆုတ်သွားပေမဲ့ Frank Slade ရဲ့သူမဖြစ်သူကတောင်းပန်တာကြောင့်လက်ခံလိုက်ရပါတယ်။ဒါပေမဲ့ချာလီအတွက်နောက်ထပ်ကြီးမားတဲ့ပြဿနာတစ်ခုကျောင်းမှာဖြစ်လာပါလေရော။ချာလီရဲ့သူငယ်ချင်းတွေဖြစ်တဲ့ George Willis Jr. နဲ့အဖွေဟာကျောင်းအုပ်ကြီး Mr. Trust ရဲ့ကားအသစ်ကိုဆေးရည်တွေနဲ့ပတ်ဖြန်းပြီးနောက်ပြောင်ခဲ့ကြပါတယ်။ဒါကိုချာလီနဲ့ George တို့မြင်တွေ့ခဲ့တာပါ။ကျောင်းအုပ်ကြီးကသူတို့ကိုခေါ်ယူစစ်ဆေးပြီးအဖြစ်လို့သူကိုဖော်ထုတ်ရင် Harvard တက္ကသိုလ်တက်ဖို့ထောက်ခံစာပေးမယ်။မပြောရင်တော့ကျောင်းထုတ်မယ်လို့ရာစတန်ပေးလိုက်ပါတယ်။ချာလီဟာသူ့ရဲ့အနာဂတ်နဲ့သစ္စာတရားကြားမှာပြများနေပါပြီ။သူဟာဆင်းရဲတဲ့မိစုကလာတာဖြစ်လို့ဒီကျောင်းလေးကနေထုတ်ပယ်ခံရရင်သူ့ဘဝဟာအမောင်ကျသွားမှာအသေးချပါပဲ။ကဲဂျေဇုတော်နေ့မနေ့မှာတော့ Frank Slade ကချာလီကိုအန်အားသင့်စေမယ်အစီအစဉ်တစ်ခုပြောပြပါတယ်။သူဟာချာလီကိုမပြောမဆိုပဲနယူးယောက်မြို့ကိုခရီးထွက်ဖို့အသင်းအချက်ခေါ်ဆောင်သွားပါတယ်။သူတို့ဟာပထမတန်းစားလေယာဉ်နဲ့ခရီးထွက်ခဲ့ကြပြီး Ward of Astoria လိုမျိုးကဘာကျော်စင်းခံဟိုတယ်ကြီးမှာတဲခိုခဲ့ကြပါတယ်။ချာလီဟာအန်အားသင့်နေပေမဲ့ Frank Slade ကတော့ဒါဟာဘဝရဲ့နောက်ဆုံးခရီးစဉ်ဖြစ်တယ်ဆိုတာကိုအရေးအမြတ်ပြသနေပါတယ်။ဟိုတယ်ခန်းထဲမှာ Frank Slade ဟာသူ့ရဲ့အစီအစဉ်အစစ်မှန်ကိုဖွင့်ချလိုက်ပါတယ်။ငါအကောင်းဆုံးအစားအစာတွေစားမယ်။အကောင်းဆုံးဝတ်စုံတွေဝတ်မယ်။အမျိုးသမီးတယောက်နဲ့အတူရှိမယ်။ပြီးရင်တော့ငါကိုငါတတ်သိမယ်တဲ့။ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာချာလီရဲ့ကဘာကြီးဟာပြိုလဲသွားသလိုပါပဲ။သူဟာလူကြီးတယောက်ကိုစောင့်ရှောက်ဖို့လာတာဖြစ်ပေမဲ့အခုတော့တေမင်းစီကိုဦးတည်နေလေခီးစင်တစ်ခုမှမလွယ်မရှောင်တာပါဝင်နေရပါပြီနယူးယောက်ရောက်တဲ့အခါ
Fransley ဟာသူ့ရဲ့စစ်ပူချုပ်ခေါင်းဆရာရဲ့အတိုင်းအကောင်းဆုံးနေထိုင်စားတော့ပါတယ်။သူဟာမျက်စိမမြင်ရပေမဲ့စပွဲထိုးတွေရဲ့အမားတွေကိုတိတိကျကျထောက်ပြနိုင်တယ်လို့ဘေးနားကဖြတ်သွားတဲ့အမျိုးသမီးတွေဘာရီမွေးဆိုးထားလဲဆိုတာကိုလည်းသိနေတာဗျ။သူကချာလီကိုအမျိုးသမီးတွေရဲ့အမှုပညာအကြောင်းသူတို့ရဲ့ရေမွေးနံကနေစဉ်စိတ်နေစိတ်ထားကိုဘလို့ခတ်မှတ်ရမလဲဆိုတာတွေကိုသင်ကြားပေးပါတယ်။အဲ့ဒီနောက်မှာတော့ရုပ်ရှင်သမိုင်းမှာအလွန်နာမည်ကြီးတဲ့တန်ကိုကတ်ခွန်တဲ့အခန်းရောက်လာပါတယ်။ဒေါ်နာဆိုတဲ့အမျိုးသမီးလေးကိုသူကအားဖေးလိုက်ပုံကတန်ကိုမှာအမားဆိုတာမရှိဘူး။အကယ်၍မားသွားရင်လည်းဆက်ပြီးကယုံပဲတယ်။မျက်စိမမြင်တဲ့လူတစ်ယောက်ကလူအများကြားမှာယုံကြည်မှုအပြည့်နဲ့ကတ်ခုန်နေတာဟာတကယ်ကိုရင်လို့ခတ်စရာပါပဲဒါပေမဲ့ပျော်ရွှင်မှုတွေကခဏပါပဲတညမှာတော့ Fransley ဟာသူ့ရဲ့အကိုဖြစ်သူရင်းကိုဖိတ်ချင်းမရှိပဲတွားခဲ့ပါတယ်အဲ့ဒီမှာမိသားစုဝင်တွေကြားကတင်းမာမှုတွေပေါက်ကွဲထွက်လာသွားတော့ပါပဲသူ့ရဲ့တူဖြစ်သူကအမှန်တရားကိုဖွင့်ချလိုက်ပါတယ်ဦးလေးကသူ့ရဲ့ကောင်းမဟုတ်ဘူးဦးလေးမျက်စီကွဲသွားတာကငူးပြီးလက်ပစ်ပုံတဲ့ကစားရာကနေဖြစ်သွားတာတဲ့ဒီစကားကFransley ရဲ့ဂုံတိတ်ခါကိုအပိုင်းပိုင်းဖြည့်ဆည်းလိုက်တယ်လို့ပါပဲ။သူဟာတချိန်ကအာနာရှိခဲ့ပေမဲ့အခုတော့အားလုံးကကဲ့ရဲ့ချင်းခံနေရတဲ့လူပိုကြီးတယောက်ထက်နေပါပြီ။သူကအလွန်စိတ်ထချပြီးဟိုတယ်ကိုပြန်လာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Fransley ဟာ Ferrari ကားတစ်စီးကိုငားရမ်းပြီးမောင်းနေဖို့ကြိုးစားပါတယ်။ Charlie ရဲ့လမ်းညွှန်မှုနဲ့သူဟာကားကိုအရှိန်ပြင်းပြင်းမောင်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာခဏသာလွတ်လပ်မှုကိုခံစားလိုက်ပေမဲ့ကားရလိုက်တဲ့အခါမှာတော့အမှန်တရားကသူ့ကိုပြန်လဲရိုက်ခတ်လာပါတယ်။ Fransley ဟာစစ်ဝစ်စုံကိုဝစ်ဆင်ပြီးတနတ်ကိုပြင်ဆင်နေတဲ့အချိန်မှာချာလီကဝင်လာပါတယ်။ Fransley ကချာလီကိုတနတ်နဲ့ချင်းပြီးငါ့မှာသွားစရာနေရာမရှိတော့ဘူး။ငါဟာအမှောင်ထဲမှာပိတ်မိနေတာလို့နားချင်းစွာအော်ဟစ်လိုက်ပါတယ်။ချာလီကတော့မကြောက်မရွံ့ပဲခမည်းမှာအကပညာရှိသေးတယ်။ခမည်းမှာဘဝရှိသေးတယ်။ကျွန်တော်ခမည်းကိုဂယုစိုက်တယ်လို့ပြောပြီးသူ့ရဲ့အသက်နဲ့ရင်းပြီးတားဆီးခဲ့ပါတယ်။နောက်ဆုံးမှာတော့ Fransley ဟာတနက်ကိုချလိုက်ပါတယ်။သူဟာပထမဆုံးအချိန်ဖြစ်တစ်ဖက်လူရဲ့မိသားကိုလက်ခံလိုက်တာပါ။စာသင်မိုက်မှာတော့ကျောင်းကိုပြန်ရောက်လာကြပါတယ်။ကျောင်းအောက်ကြီးကချာလီကိုကျောင်းထုတ်ဖို့ဆုံးဖြတ်ခါနီးမှာပဲ Fransley ရောက်ရှိလာပါတယ်။သူဟာချာလီရဲ့အုတ်ထင်းသူအဖြစ်စိန်ပေါ်မှာထိုင်ပြီးမိဖွင့်တတ်မင်ခွန်းတစ်ခုပြောကြားခဲ့ပါတယ်။ခင်ဗျားတို့ဟာကျောင်းသားတွေရဲ့စိတ်ဓာတ်ကိုမြေးတောင်းမြောက်ပေးရမယ်အစားသူတို့ကိုရောင်းစားဖို့တင် जा ပေးနေလားလို့သူကမိခွန်းထုတ်လိုက်ပါတယ်။သူကချာလီကိုဒီကလေးမှာမွန်းမြတ်တဲ့စိတ်ဓာတ်ရှိတယ်။သူ့ကိုမဖြတ်စည်းလိုက်ပါနဲ့လို့ကားကွယ်ပြောဆိုပါတယ်။ရလက်အနီးနဲ့ချာလီဟာအပြစ်မရှိကြောင်းဆုံးဖြတ်ခံရပြီး Fransley လည်းဘဝကိုအသစ်ကပြန်ဆက်ဖို့ခွန်အားတွေရရှိသွားပါတယ်။ဇာလန်ရဲ့နောက်ဆုံးမှာ Fransley ကိုသူ့အိမ်ရှိမှာချာလီကလိုက်ပို့ပေးပါတယ်။ Fransley ဟာအရင်လိုခါးတီးတဲ့လူမဟုတ်တော့ပဲနူးညံ့တဲ့အပြုံတစ်ခုနဲ့ချာလီကိုနှုတ်ဆက်ပါတယ်။သူဟာသူ့ရဲ့မြေးတွေနဲ့အတူစော်ကစားဖို့အိမ်ထဲကိုလှမ်းဝင်သွားပါတော့ပါတယ်။ဘဝဆိုလားတန်ကိုကတ်ခုံတယ်လို့ပါပဲ။အမားတစ်ခုကြောင့်နဲ့ကပွဲကိုရပ်ဖို့မလိုပါဘူး။အမောင်ဆုံးညီတွေမှလည်းကျေပွင့်လေးတွေရှိနေတတ်စမဲပါ။